Hello မင်္ဂလာပါဒီနေ့ကကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်ရင်ဖွင့်ချင်တယ်ဘာလို့ကျွန်တော်ရေးသားမရှိတော့ကျွန်တော်အရင်အထီးချင်တယ်ကျွန်တော်ပြောသိလားကျွန်တော်အရင်အထီးချင်ပြီးကျွန်တော်ရေးသားကျွန်တော်ရှာနေကျွန်တော်မသိဘူးကျွန်တော်ရေးသားကျွန်တော်အရင်လိုချင်တယ်ကျွန်တော်ရေးသားမရရင်ကျွန်တော်တည်တော့မယ်အဲ့နဲ့ကျွန်တော်ရေးသားရှာနေကျွန်တော် TikTok မှာကျွန်တော်ရှာပါတော့ TikTok လို့ကျွန်တော် Facebook တို့ကျွန်တော် YouTube မှာကျွန်တော်ရှာပါတော့ဒီမှာအဲ့မှာကျွန်တော်ရှာရင်းနဲ့ကျွန်တော်အကောင်းဆုံးတစ်ခုကျွန်တော်တွေ့ရပါတော့အဲ့လိုနာမည်ဘာလဲဆိုတော့ကဘာလက် American အချစ်ပညာရှင်အနှစ်တည်းပဲဆိုလို့ပြောတာ and that's literally his name နော်ကျွန်တော်အဲ့လိုမျိုးသူ့ရဲ့ပြောစကားကျွန်တော်အရန်သဘောကျပါတော့ကျွန်တော်အရန်သဘောကျတော့ကျွန်တော်ဒီဗီဒီယိုကြည့်နေ audience မှာပေါ့နော်ကျွန်တော်ညိုကီတွေပေါ့နော်အရေးစားမရှိရဲ့ညိုကီတို့ကျွန်တော်အရန်ကျွန်တော် share လုပ်ပေးတယ်ကျွန်တော်ပြောချင်သေးလားကျွန်တော်လည်းရေးစားရပါတယ်ကျွန်တော်ရဲ့ညိုကီတွေလည်းရေးစားရပါတော့ကျွန်တော်လိုချင်တယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်ကြည့်လိုက်ရအောင်တွဲတဲ့တော့မပြတ်3မျိုး3ကိုနဲ့ဆောက်ဆောင်ချင်းတွဲတဲ့အချိန်မှာအိပ်ပြီးတော့အခုမအိပ်တော့တဲ့မိန်းမဘာလို့လဲမေးတော့လဲငါလည်းအစားအိပ်ပြီးငါလည်းအခုကြောင့်မအိပ်တော့သူကိုအရှိရယောက်ျားလေးနဲ့အိပ်ပြီးတော့ကိုနဲ့မအိပ်တဲ့မိန်းမရှယ်လို့အိပ်တယ်ငါလည်းကြောင့်မအိပ်ဘူးဘာလို့လဲအိပ်ပြီးတော့ကိုနဲ့မအိပ်တဲ့မိန်းမဝါအရှိရယောက်ျားလေးနဲ့ကြောင့်လက်မထပ်ပဲနဲ့အိပ်ပြီးတော့ကိုကြောင့်အတင်းလက်ထပ်ခံတဲ့မိန်းမဒီလိုမျိုး The fuck ထားပါတော့လက်မထပ်နဲ့အိပ်ပြီးတော့ကိုကြောင့်အတင်းလက်ထပ်ခံတဲ့မိန်းမဒီလိုမျိုးမင်းမပြက်လေးကိုတွေ့ယူပါနဲ့နော်ကိုမအောင်မှာမရှိခေါ်တာပါကျမမင်းတို့ဘူးလားကောမမမရှင်းခေါ်လိုက်ငါ X မရှင်းခေါ်like imagine ကိုယ့်ရဲ့ X ကအဲ့လိုမျိုးလုပ်ခဲ့လို့ပေါ့နော်အဲ့ဒါနဲ့ကိုယ့်ရဲ့ X ကိုဒီလိုမျိုးဗီဒီယိုမှာတွေ့ပြီးတော့ comment မှာကိုယ့် X ကို mention ဘာမှမပြောဘဲနဲ့ account ကို tag လိုက်မယ်ဆိုရင် okay စေးထားပြီးကြည့်မယ် message ဆက်လိုက်မှမယ်သူကိုအရှိရယောက်ျားလေးနဲ့အိပ်ပြီးတော့ကိုနဲ့မအိပ်တဲ့မိန်းမကိုရှိရ okay so the boy X နဲ့အိပ်ပြီးတော့ကိုနဲ့ကြောmove ကိုမတူရလို့ပေါ့နော် okay ပေါ့ကိုကြောင့်အတင်းလက်ထပ်ခံတဲ့မိန်းမ anyway okay ဒီလိုမင်းမပြက်လေးကိုတွေ့ယူပါနဲ့နော်ကိုမအောင်မှာမရှိခေါ်တာပါအဲ့တော့ကျွန်တော်တို့ကဒီဗီဒီယိုတွေ့တဲ့ခါကျကျွန်တော်တို့အဲ့ဒီလိုပဲဗီဒီယိုအောက်မှာကျွန်တော်တို့အဲ့လိုမျိုးဒီကျွန်တော်တို့ရဲ့ X ဆိုကျွန်တော်တို့က mention ခေါ်ရမယ်နော်အဲ့လိုမိန်းမတော့ကျွန်တော်တို့ဒီလို comment မှာကျွန်တော် mention ခေါ်ပြီးကျွန်တော်တို့ call လုပ်အောင်ကျွန်တော်ပြောချင်တာနားလေ X ရှိကျွန်တော်အခုချိန်တော့ comment လုပ်ပြလိုက်တော့ညိုကီတော့အချင်းနဲ့ပတ်သက်တဲ့ဗီဒီယိုပို့ပြီးကြည့်ချင်ဆိုရင် YouTube playlist မှာတွားပြီးတော့ကြည့်ရပါတယ် okay ကျွန်တော်အချစ်ပညာရှင်ဖြစ်ဖို့အတွက်ကျွန်တော်ဒီလိုမျိုးဗီဒီယိုကျွန်တော်မြန်ကြည့်ဖို့လိုရတယ်မိန်းမအရွေးမမှားအောင်လို့ကျွန်တော်ရေးသားထားတတ်အောင်လို့ကျွန်တော်ဒီလိုမျိုးအဲ့လိုမျိုးကျွန်တော် masculine ဖြစ်တဲ့ဒီလိုမျိုးကျွန်တော်ဒီအဲ့လိုမျိုးစိတ်တက်တယ်ကျွန်တော်ရှိဖို့တော့ကျွန်တော်ဒီလိုမျိုးAmerican မဟုတ်ပါဘူးကဘာလက် American အချစ်ပညာရှင်ကိုကျွန်တော် follow ပေးကျွန်တော်တို့လေ့လာကြအောင် okay အခုကဆက်ရတာကျွန်တော်ရဲ့တကယ်ညိုကီတွေကိုကျွန်တော်ရေးစားရအောင်လို့ကျွန်တော်ကူညီပေးမယ်ကျွန်တော်ဒီ relationship coach ရဲ့ video ပေါ့နော်ကျွန်တော်ပြမယ်ရေးစားရနေ3နေ3ညီလေးတို့အလွယ်ဆုံးကောင်မလေးကိုရွေးပါ okay အလွယ်ဆုံးကောင်မလေးရွေးရမယ် okay အလွယ်ဆုံးကောင်မလေးဆိုဘယ်လိုရှာမလဲကျွန်တော်မသိဘူးဒါပေမဲ့ anyway သူညီမချက်ကြီးထားပြီးတော့အဲ့ညီမချက်အမြဲတမ်းပြည့်အောင်နေတိုင်းကြိုးစားပါညီလေးတို့က six pack ရှိမယ်အမေရိကမှာအိမ်ရှိမယ်ဘာပတ်အမေရိကန်မီနေနာဆိုရင်ညီလေးတို့နဲ့ကွဲဝဖို့အရန်ခက်သွားပါပြီ okay ဆိုတော့ကျွန်တော် American မှာကျွန်တော်တို့အိမ်နေပိုင်မယ်ကျွန်တော် billionaire ဖြစ်မယ်ကျွန်တော် millionaire ဖြစ်မယ်ကျွန်တော် six pack တွေကျွန်တော်တို့ six pack တွေကျွန်တော်ရှိနေလို့ကျွန်တော်လိုရတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုး six pack တွေရှိရမယ်ကျွန်တော်တို့အခက်
အလွယ်ဆုံးကောင်မလေးကျွန်တော်ရှာရမယ်ဆိုတော့မှတ်ထားကျွန်တော်အမေရိကန်မှာကျွန်တော်တို့အိမ်တစ်လုံးကျွန်တော်ပိုင်မရမယ်ဆိုတော့အဲ့ဒါကျွန်တော်အရင်ရေးကြည့်တယ် မတော်တဆကွဲသွားရင်မှာညီလေးတို့ယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ကိုရှာဖို့ဆိုတာအရင်ခက်ပါတယ် Okay so the ball ကျွန်တော်တို့ကsuspect ရှိမယ်ကျွန်တော်အမေရိကန်မှာကျွန်တော်အိမ်ရှိမယ်millionaire ကျွန်တော်ဖြစ်မယ်အဲ့လိုဖြစ်နေမယ်ဆိုရင်ကျွန်တော် main မတစ်ယောက်ကကျွန်တော်တို့ပြတ်သွားရင်တော့ကျွန်တော်တို့စိတ်ထဲမှာဆွဆွဲလန်းလန်းကျွန်တော်တို့ရှိနေမှာတေးကြတယ်အဲ့တော့ကျွန်တော်တို့မှာအရေးကြီးဆုံးကျွန်တော်အဲ့3ချက်ကျွန်တော်လုပ်ရမယ်နံပါတ်1 suspect ရှိရမယ်နံပါတ်2ကျွန်တော်တို့အမေရိကန်ကျွန်တော်အိမ်ရှိရမယ်နံပါတ်3ကျွန်တော်တို့ millionaire ဖြစ်ရမယ်ပြီးတော့အရင်အကြီးဆုံးချက်ပါလဲဆိုတော့ကျွန်တော်တို့ main မှာကျွန်တော်အလွယ်ဆုံး main မှာကျွန်တော်ရွှေ့ရမယ်မှတ်ထား 1ညီလေးတို့ရထားရေးစားအပြုံမစစ်ဆိုရင်နောက်ထပ်တစ်ယောက်ရှာပါ အပြုံးစလို့မရဘူးအပြုံးစလို့မရဘူးအပြုံးစလို့မရဘူး ညီလေးတို့တကယ်ချစ်တယ်ဆိုရင်ညီလေးတို့နောက်ထပ်တစ်ယောက်တွဲတယ်သူကဆက်ပြီးတော့တီးခံပြီးတော့နားလိုက်ပြီးတော့တွဲမှာဖြစ်ပါတယ်အကယ်၍မတွဲလို့ဆိုကိစ္စမရှိဘူးနောက်ထပ်တစ်ယောက်ကအပြုံစစ်တယ်ဆိုရင်ညီလေးတို့အမျက်ထွက်တာပေါ့ဒီ Okay ဆိုတော့ကျွန်တော်တို့ကအဲ့လိုရေးစားထားတဲ့ခါကျကျွန်တော်မိမအရွေးကောင်းပြီးကျွန်တော်တို့အမျက်ထွက်အောင်ကျွန်တော်ရွေးရမယ်အဲ့လိုအမျက်ထွက်အောင်ရွေးဖို့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်အပြိုစစ်တဲ့လူကျွန်တော်ရွေးမှရမယ်ကျွန်တော်ပြောချင်တာသိလားအပြိုမစစ်ရင်ကျွန်းဒါပေမဲ့အပြိုစစ်တဲ့လူကျွန်တော်ရမယ်ဆိုရင်ကျွန်တော်တို့ကအမျက်ကျွန်တော်ထွက်မယ်ဒါ American ကဘာလဲ American အချစ်ပညာရှင်ကပြောတာနော်ကျွန်တော်ဆက်မှတ်မှာကျွန်တော်အများကြီးကျွန်တော်မှတ်ထားတယ်ဆိုတော့ကျွန်တော်ဆက်မှတ်ကြမယ် တုံးနည်းတဲ့ဘယ်နည်းတော့သဘောအကျဆုံးဖြစ်ပါလဲကိုမအမိုင် သုံးနည်းထဲမှာကျွန်တော်အကြိုက်ဆုံးတော့တကယ်ပဲကျွန်တော်ကနောက်ဆုံးကကျွန်တော်အဲ့လိုမျိုးအမျက်အထွက်ဆုံးကျွန်တော်အဲ့လိုမျိုးပေါ့နော်အမျက်ထွက်ဆုံးကျွန်တော်အဲ့လိုမျိုး bro I can say that ကျွန်တော်အဲ့လိုမျိုးအမျက်ထွက်ဖို့တော့ကျွန်တော်စဉ်းစားကျွန်တော်ရေးစားထားရင်တော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်စဉ်းစားပြီးကျွန်တော်တို့ကခြေလန်းတော့ကျွန်တော်ကြိုစဉ်းစားပြီးတော့ကျွန်တော်အမျက်ထွက်အောင်ကျွန်တော်စဉ်းစားမှာဒါကဘာလဲ American ကဘာလဲ American အချစ်ပညာရှင်ကတင်ပေးတာ အပြုံစစ်မှုဆိုတာထိန်းသိမ်းနိုင်မှုအရေးကြီးလုံးဝမရှိတဲ့မိန်းမပါမိဘပေးထားတဲ့အမွေတော်မှာတေးရှာမထိန်းသိမ်းနိုင်ဘူးဆိုရင်ညီလေးတို့ဥစ္စာပစ္စည်း bro oh bro like it makes sense now bro like bro ကျွန်တော်ညာအလင်းညာကျွန်တော်ပွင့်နေပြီကျွန်တော်အချောင်းပဲစကားလုံးတစ်လုံးရှိရယ်မိဘအမွေပေးရဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဒါကိုပြောစင်တာပဲဘာလဲအမေပေးတဲ့ဘာဆိုလဲကျွန်တော်လည်းမမှတ်မိဘူးပေါ့နော်အမေပေးရဲ့ဘာဆိုလဲပဲဘာတကောလဲကျွန်တော်လည်းမသိဘူးပေါ့နော် bro it makes sense now မိဘပေးရဲ့အမွေတော့မှမထိန်းသိမ်းနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒီဘာလဲ ညီလေးတို့စိတ်အေးချမ်းမှုတွေကိုထိန်းသိမ်းနိုင်မှာမဟုတ်ပါဘူး ကျွန်တော်တို့စိတ်အေးချမ်းမှုကိုထိန်းသိမ်းနိုင်မှာမဟုတ်အမေဖေပေးထားတဲ့အမွေအဲ့လိုမျိုးအမွေတော့မှမထိန်းသိမ်းနိုင်ကျွန်တော်တို့ရဲ့ဒီမျိုးစိတ်အေးချမ်းမှုထိန်းသိမ်းနိုင်မှာမဟုတ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမိမမျိုးကျွန်တော်တို့ရွေးလို့မရအောင် အဲ့ဒါကြောင့်အပြုံမစစ်တဲ့မိန်းမတွေတို့ဘယ်တော့မှလက်ထပ်ယူဖို့မစင်စားပါနဲ့ဒီလိုမျိုးမိန်းမတွေတွေ့ယူပါလားကိုမအမမရှိခေါ်လာပါ တွေ့ဘူးမရှိကောချက်ချင်း subscribe ဟုတ်ချင်း comment ဆိုတော့ကျွန်တော်ဒီမျိုးအဖိုးတန်တဲ့ကျွန်တော်ဒီလိုမျိုး tips တွေကိုကျွန်တော်ဒီနေ့ကျွန်တော်မှတ်ထားရပါတော့ကျွန်တော်ညံလေးကျွန်တော်ပွင့်ပြီးကျွန်တော်ရေးစားရဖို့တော့ကျွန်တော်စူးစမ်းအောင်ပဲပေါ့နော်ကျွန်တော်ညိုကီလည်းစူးစမ်းကြပါကျွန်တော်အဲ့လိုမျိုးတင်မလားဟိုအမျက်ထွက်ဖို့အတွက်ကျွန်တော်စဉ်းစားပြီးကျွန်တော်ရေးစားရွေးကြမယ်တူတူရွေးကြမယ်ပေါ့နော် jokes aside ပေါ့နော်ကျွန်တော်ပြောချင်တာဘာလဲဆိုတော့လေဒီလိုမျိုး content creator ပေါ့နော်ကိုဗီဒီယိုကြည့်မဲ့လူတွေကဘယ်လိုအသက်အရွယ်လဲဆိုတော့တတိထားမိလာတော့မသိဘူးပေါ့နော် you know like sigma mindset လို့ခေါ်မလားso like it's a toxic masculinity quoi တိလားတော့ထင်တယ်အဲ့လိုမျိုး content ကိုကြိုက်တဲ့လူတွေပေါ့နော်ဟို TikTok ဒီ profile picture ပေါ်မှာဒီ American Psycho ရဲ့ဒီ Patrick Bateman တို့နောက်ပါရှိမလဲ
Andrew Tate ရဲ့ပုံလို့သိရမလားအဲ့လိုမျိုးပုံနေတင်ပြီးတော့ကိုယ့်အကို Sigma ထင်ပြီးအဲ့လိုမျိုးဟို toxic masculinity အဲ့လိုမျိုးစိတ်ရှိရလူတွေပေါ့နော်ဒီမိန်းမကိုဒီ objectify အရန်လုပ်တဲ့လူတန်းစားလို့ပြောရမလား Sigma ဆိုတကယ်မျိုးအဲ့လိုမဟုတ်ဘူးเนาะကျွန်တော်လည်း Sigma တော့မဟုတ်ပါဘူးဒါပေမဲ့ဒီ video content တွေပေါ့နော်ကြည့်နေတဲ့လူတွေတန်းမှာကျွန်တော်ဒီ NLH ရေကျွန်တော်ပါတယ်ပေါ့ဒီ YouTube short တို့ဒီ TikTok လို့ဆိုတာအခုခေတ်မှာဒီ label top အရွယ်အစားကျွန်တော်ဒီဖုန်းတွေကင်ပြီးဒီ YouTube ကြည့်ရဲ့အရွယ်ပေါ့နော်ဟိုအဲ့လိုမျိုးခင်ပါကွာဒီလို NLH ဒီကြည့်ရခင်ပါကျွန်တော်အဲ့လိုမျိုးငယ်တဲ့အဲ့လို mindset ကိုကျွန်တော်ဝင်သွားခါကျရင်ကွာအသက်ကြီးတဲ့ခါကျရင်အဲ့လိုမျိုးသိလားကျွန်တော်ပြောစမ်းအဲ့လိုမျိုး toxic masculinity ကွာတကယ်အဲ့ဒါ it's so toxic နော်ကျွန်တော်ဒီလိုမျိုးစကားရေပြောလို့ပေါ့နော်ကျွန်တော်ဟိုဟောမလဲအမြင်စော်ကြည့်ခြင်းလို့လားအမြင်စော်ကြိုက်လို့နေရတယ်လို့ပေါ့ကျွန်တော်ပြောကောင်းပြောမယ်ပေါ့နော်ကြည့်ရလူတွေမှာဒီစိတ်ထဲမှာထင် normal သေချာဖို့ထင်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဟုတ်ပါတယ်ကျွန်တော်စော်ကြိုက်လို့ဆိုတော့ကျွန်တော်ကအဲ့လိုမျိုးဟိုလိုဟောမလဲဟိုအပြုံးမဆင့်ကျွန်တော်ကဟိုရေးစားမထားဘူးဆိုတော့အဲ့ကြောင့်ကျွန်တော်ကလုပ်တာပါဆိုတော့အဲ့လိုမျိုး generation မှာဒီလိုမျိုး content creator တွေကျွန်တော်ပြောချင်တာလို့ reach လည်းရှိနေတယ်ကွာဒီလိုမျိုး content တွေကကျွန်တော်ကဒီလူကိုပေါ့နော်ဟို personally ကျွန်တော်သိလည်းမသိဘူးအဲ့လူလည်းကျွန်တော်တက်ခိုက်ချင်တာမဟုတ်ပါဘူးဒါပေမဲ့ဟိုလေဒီလိုမျိုးဒီ social media ခင်မှာပေါ့နော်အဲ့လိုမျိုးဟာတင်ပြီးတော့ NLH ရာဆိုကျွန်တော်ဒီလိုမျိုးဖုန်းတွေကင်ပြီးတော့အဲ့လိုမျိုးဒီခင်မှာဒီလိုမျိုး content ကိုကြည့်လိုက်လို့ကွာဒီလိုမျိုးကိုယ့်ရဲ့ဒီ mindset တွေကပေါ့နော်ငယ်လေးအဲ့လိုမျိုးပြောင်းသွားရင်ကျွန်တော်ဒီလိုမျိုး Sigma mindset ကိုကျွန်တော်တို့ဝင်သွားမယ်ဆိုရင်မတွေ့ရစရာပဲပေါ့နော်ကျွန်တော်ပြောချင်တာလို့အသက်ကြီးလာရင် sociopath တွေဒီ psychopath တွေဖြစ်သွားမှာပေါ့ပြောချင်တာကျွန်တော်ပြောချင်တာသိတာဟိုမလဲလူလိုမမြင်မနဲ့ကွာအဲ့လိုပြော objectify လုပ်တဲ့စိတ်ကြီးဖြစ်သွားမှာကွာကျွန်တော်ပြောချင်တာသိတာဒီ video တင်တော့ကျွန်တော်ကဟိုကျွန်တော်ဘာကောင်ကြီးဘာညာထင်လို့မဟုတ်ဘူးနော်စဉ်းစားတတ်တဲ့လူဆိုရင်ဒါဒီ video ကကောင်းတဲ့ message လားမကောင်းတဲ့ message လားဆိုတော့လူတိုင်းမှန်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘာလို့ပြောလဲဆိုတော့ဒီ content တွေက reach အရင်ရရတယ်ကွာကျွန်တော်ပြောချင်တာသိတာ so ဟို like don't spread that like toxic masculinity ကွာကျွန်တော်ပြောချင်တာyou can keep it yourself ဖြစ်နိုင်တော့မရှိတော့ကောင်းတာပေါ့နော်အဲ့လိုမျိုး toxic ဖြစ်တဲ့ဒီ masculinity ဒီ sigma muscle မရှိအောင်အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့ like လူဆိုတာအမျိုးဆိုတော့ကျွန်တော်လက်ခံပါတယ် so keep it yourself so ဒီ video ကြည့်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ comment အောက်မှာဒီလူတွေတို့ကျွန်တော်လာဆဲမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်လာဆဲကျွန်တော်တောင်းနေတော့ပြီးကျွန်တော်ငိုပါနော်ညိုကီပေါ့နော်ကျွန်တော်ကြည့်နေညိုကီရေးစားရနေကျွန်တော်ပြောပြမယ်ဒါပေမဲ့ကျွန်တော်ပြောပြဖို့တော့ကျွန်တော်ရဲ့ဒီဂျပန်ကကျွန်တော်ရဲ့ဒီ relationship ကျွန်တော်ရဲ့ coach ပေါ့နော်။ဘာလဲဂျပန်အချစ်ပညာရှင်ကိုကျွန်တော်ခေါ်ပြီးကျွန်တော်ပြောပြပေးမယ်ပေါ့နော်။ကဘာလဲဂျပန် American မဟုတ်ပါဘူး။ကဘာလဲဂျပန်အချစ်ပညာရှင်ဒီကျွန်တော်ဆက်မေးပေးမယ်ပေါ့နော်။အခုမှစပဲကျွန်တော်ဒီကဘာလဲဂျပန်အချစ်ပညာရှင်ပြောတဲ့ဟာကိုကျွန်တော်ထည့်ထားမယ်ပေါ့နော်။ Okay 3 2 1ကျွန်တော်ကကဘာလဲဂျပန်အချစ်ပညာရှင်ညိုကီတော့ပေါ့နော်ကျွန်တော် free tips ကျွန်တော်3ချက်ကျွန်တော်ပြပြမှာနော်ဆိုတော့3အိမ်မထွက်ပြီးတော့ touch grass ကျွန်တော်ကြည့်နေတဲ့ဒီညိုကီတော့69ရာခိုင်နှုန်းလောက်ကကျွန်တော်ထင်တယ်ပေါ့နော်အိမ်ထဲမှာပဲနေပြီးတော့ gain ဆော့ပြီးတော့ all day ခုံးနေကြတဲ့လူတွေများမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ခုံးတာတွေကို short ပြီးတော့ကျွန်တော်ဒီအိမ်မထွက်ပြီးကျွန်တော်မျက်တွေတော့ကင်ပါဆိုတော့အဲ့ဒါနံပါတ်1နံပါတ်3နှစ်အိမ်မထွက်ပြီးတော့မြတ်တော့ကင်ပါတဲ့အိမ်မထွက်ပြီးတော့မြတ်တော့ကင်ပါတော့ပါပဲရေးစားရောက်ရပါလိမ့်မယ်ကျွန်တော်ရဲ့ဒီကဘာလဲပြီးတော့ကျွန်တော်အမေရိကမှာ sorry ကျွန်တော်ဂျပန်မှာပေါ့နော်ကျွန်တော်ဒီဂျပန်ချစ်ပညာရှင်ပြောတော့လက်ခံမှုကျွန်တော်တိုက်တွန်းချင်ပါတယ်အားလုံးပဲဆိုတော့ကျွန်တော်အလုပ်ရှိတယ်လို့ကျွန်တော်တွားလောက်အောင်ဆက်ပြောလောက်အောင်နော်3 2 1ပြောရအောင်အားလုံးဒီနားလည်မှထင်ပါတယ်ကျွန်တော်သူ့ရဲ့အကြံဉာဏ်တွေကတကယ်မျိုးဟိုဘယ်လိုခေါ်မလဲအသုံးဝင်မှထင်ပါတယ်ကျွန်တော်ထင်တေချာပေါ့အသုံးဝင်မယ်လို့ထင်ပါတယ်ရီးစားရဖို့အတွက်မိမပြ
ကျွန်တော်ဗီဒီယိုထိတ်တယ်ဆိုရင်အခုချိန် comment တော့ပါဒီဗီဒီယိုလေးကိုကျွန်တော်ကြိုက်တယ်ဆိုရင်ကျွန်တော်ဒီ comment ထဲမှာပေါ့နော်အပြိုမစင်ရင်လက်မခံပါဆိုပြီးတော့ hashtag နဲ့ကျွန်တော်ဒီ sigma mindset ဆိုတော့ကျွန်တော်တို့ဒီ comment ပေးတော့ပါပြီးတော့ကျွန်တော်တို့ဒီအပြိုအပြုံးဆက်တဲ့လူတွေကျွန်တော်တို့ဒီ comment မှာ mention ခေါ်ပါဒီလူကျွန်တော်အပြုံးဆက်ဒါအပြုံးဆက်တဲ့လူတွေအတွက်ဒါဟုတ်တာအပြုံးဆက်ဘူး comment ပါအပြုံးဆက်ရင်လက်မခံပါ #sigma mindset ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ 3